အားလုံးပဲမင်္ဂလာပါပဝန်းကျင်ထင်းထင်းရဲ့အသိပညာပေး channel ကနေကြိုးဆိုပါတယ်။လွေရာသီရောက်ပြီဆိုတာနဲ့ကျွန်တော်တို့စီမှာနက်ခင်းဘက်တွေဆိုမြူတွေကြားတယ်လို့မျိုးအမြဲတွေးရတတ်ပါတယ်။ဒါပေမဲ့တခြားစဉ်းစားကြည့်ပါပူပြင်းတဲ့လွေရာသီမှာနှင်းကြဖို့ဆိုတာဖြစ်နိုင်မှာဖြစ်ဒါဆိုအဲ့ဒီမှန်းညွန့်ညွန့်အမှုတွေကဘာတွေများပဲအဲ့ဒါဟာကျွန်တော်တို့ရဲ့အဖုတ်ကိုတိတ်တဖိတ်ဖြစ်စီးနေတဲ့မိခိုးမြင်ငွေတွေပဲဖြစ်ပါတယ်ဒီနေ့တော့ဒီမိခိုးမြင်ငွေဆိုတာဘာလဲဘယ်ကနေကြလဲဆိုတာကိုပြောပြပြီးတော့မှဖြစ်ပါတယ်မိခိုးမြင်ငွေဆိုတဲ့စကားလုံးဟာမိခိုးနဲ့မြူဆိုတဲ့စကားလုံးတစ်ခုကိုပေါင်းစပ်ထားတာပါအလွယ်ပြောရရင်ရေလူတွေကပုံမုံတွေမိခိုးတွေနဲ့ရေခိုးရင်ငွေတွေပေါင်းဖက်သွားတဲ့အခါမိခိုးမြင်ငွေတွေဖြစ်လာပါတယ်ထူးသဖြင့်ကျွန်တော်တို့ဒေသတွေမှာစိုက်ပျိုးရေးလုပ်ငန်းခွင်ကထွက်တဲ့အမိုက်တွေကိုမီးရှို့တာပလတ်စတစ်အမိုက်တွေကိုဖနေကြမှာဆွန့်ပစ်ဖက်မီးရှို့တာတောမီးကောင်တာတွေကနေမိခိုးမြင်ငွေတွေအဓိကဖြစ်ပေါ်လာတာပါဒီထဲမှာအင်မတန်သေးငယ်တဲ့ PM 2.5 လို့ခေါ်တဲ့အမုံလေးတွေပါဝင်ပါတယ်သူတို့ကတိတ်သေးငယ်ဆုံးလို့ကျွန်တော်တို့အသက်ရှူလိုက်တဲ့အခါအဖုတ်ထဲထိတိုက်ရိုက်ရောက်သွားပြီးရေရှည်မှာပန်းနာရင်ကျက်နှလုံးယောဂါနဲ့အဖုတ်ကင်ဆာလိုပြင်းထန်တဲ့ယောဂါတွေကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်ဒီမီးငွေ့မြူငွေတွေဟာရိုးရိုးမြူနှင်းတွေမဟုတ်ဘဲအတန်တိတ်ယူသမားတွေကိုတင်စားကြတာပါကျွန်တော်တို့ရဲ့အနာဂတ်မှာတန်ရှင်းတဲ့တွေကိုရှူရှိုက်နိုင်ဖို့ဆိုရင်အမိုက်တွေကိုဖိကမ်းမဲ့မီးရှို့တာမျိုးတွေကိုဒီနေ့ကနေစပြီးရှောင်ကျဉ်ကြဖို့လိုပါတယ်။ပဝန်းကျင်ကိုထိန်းသိမ်းတာဟာကိုနဲ့ကိုမိသားစုရဲ့ကျန်းမာရေးကိုကာဝယ်တာပါပဲ။ဒီဗီဒီယိုလေးကနေမိခိုးမြင်ငွေအကြောင်းဗဟုသုတရသွားမယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့။နောက်ထပ်သဘာဝပဝန်းကျင်အသိပညာပေးအကြောင်းအရာတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပေးပါအောင်။အားလုံးပဲကျန်းမာရှင်ခံကြပါစေ။